စစ်ကောင်စီကဇန်နဝါရီ25ရက်မှာရွေးကောက်ပွဲကိုအဆုံးသတ်လိုက်ပြီးကြန့်ခိုင်ရဲပါတီ USDP ကအပြည့်အသက်နိုင်ခဲ့ပြီမဲ့အာဏာကိုအယက်သားအစိုးရစီမလွဲသေးပဲနောက်ထပ်6လအာဏာထပ်ယူလိုက်ပါတယ်။ဒါဟာနိုင်ငံတော်တည်ငြိမ်ရေးထက်မင်းအောင်လှိုင်ရဲ့ကိုကြီးကိုတာအာဏာတည်မြဲရေးအတွက်အိမ်တွင်းရေးရှင်းလင်းပွဲလုပ်ဖို့အချိန်ယူလိုက်တာလို့ယူဆရပါတယ်။အခြေအနေအရရကိုအယိုးရှင်းဆုံးတုံးသက်ကြည့်ရင်တော့ရွေးကောက်ပွဲမှာတူလူတွေထက်တဲ့ကျန်းဖွတ်ပါတီနိုင်ပါပေမဲ့မင်းအောင်လှိုင်ဟာသူကိုယ်တိုင်တမရတက်ဖြစ်ဖို့တရားရခိုင်နှုန်းတေချာအောင်လုပ်နေရပါတယ်။ပါတီထဲမှာစစ်ဗိုလ်ချုပ်ခေါင်းတွေရှိနေတာကြောင့်သူတို့တွေကတယောက်ယောက်ကအာဏာလိုချင်စိတ်ပေါက်လာမှာကိုသူစိုးရိမ်ပါတယ်။ဒါကြောင့်ရက်ပေါင်း60အတွင်းလွတ်တော့ခေါ်မယ်လို့အချိန်ဆွဲထားပြီးအဲ့ဒီတော့အတွင်းမှာသူကိုပဲတမရအဖြစ်တင်မြှောက်မဲ့သူတွေကိုစစ်ရွေးချယ်တာစိတ်မချရသူတွေကိုဖယ်ရှားတာတွေလုပ်ဖို့စ조사နေတာခဲ့ပါတယ်။စစ်တပ်အတွဲမှာယာရုအပြောင်းမဲနဲ့ကြောထောက်နှုတ်ခမ်းရှာခြင်းမင်းအောင်လှိုင်ဟာအယက်သားဝတ်စုံလဲဒီတမရလောက်တော့မဲ့ဆိုရင်စစ်တပ်ထဲမှာသူ့အပေါ်တစ္ဆာရှိမဲ့သူတွေကိုပဲအရေးပါတဲ့ယာရုတွေမှာအစားထိုးရပါမယ်။တကယ်လို့သူတမရတက်လုံနေချိန်မှာစစ်တပ်ထဲကတယောက်ယောက်ကသူကိုနောက်ကျောကဓာတ်နဲ့ထိုးမှာကိုသူအကြောက်ဆုံးပါ။ဒါကြောင့်အခုရရှိထားတဲ့အရေးပေါ်ကာလ6လဟာစစ်တပ်အတွင်းမှာသူစိတ်ကြိုက်နယ်ရုပ်တွေရွှေ့ဖို့နဲ့အာနာကိုအစုံအလင်စွတ်ကွင်ထားနိုင်မှုပြင်ဆင်တဲ့ကာလဖြစ်ပါတယ်။ဇန်နဝါရီ28ရက်ကမန္တလေးနိုင်တော်လာဘာခတိုက်ခိုက်ခံထားပြီးမင်းအောင်လှိုင်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းဟာသူ့အတွက်အကြီးမားဆုံးအဟန့်အတားဖြစ်လာပါတယ်။သူဟာတမရဖြစ်ဖို့ပြင်ဆင်နေချိန်မှာကျမ်းမာတန်ဆွမ်းပြီးအခြေအနေကိုထိချုံနိုင်သူအဖြစ်ပုံဖော်ရပါမှာ။အခုလို short တိုက်တုံထီးပြီးလူလုံးမပြနိုင်တဲ့အခြေအနေဟာစစ်တပ်အတွင်းကသူ့ကိုမကြည့်ဖြူသူတဲ့အတွက်အခွင့်အလေးဖြစ်သွားနိုင်တယ်လို့သူ့ရဲ့တမရအိမ်မက်ကိုလည်းနှောင့်နှေးသွားစေပါတယ်။ဒါတင်မကသူရှိရာနေရာတဲ့တဲ့ကိုကြည်စံရောက်လာတယ်ဆိုတာသူ့အတွက်နောက်ကျောမလုံရတဲ့အခြေအနေဆိုတာပိုတိတာသွားစေပါတယ်။ဒါကြောင့်လဲအိမ်သွင်းရှင်းလင်းရေးလှုပ်လာတာဖြစ်ပါတယ်။ထုတ်ပြန်တဲ့စာမှာသူဟာယာယီတမရအထိလက်မှတ်ထိုးပြီးအာနာကိုကာကွယ်ရေးဦးစီးချုပ်စီလွှဲပေးလိုက်ပါတယ်။ဒါဟာသူကိုယ်တိုင်ကပဲသူ့ကိုအာနာပြန်အပ်ပြီးဥပဒေကြောင်းအရလုံခြုံအောင်လုပ်ထားတာပါ။ရွေးကောက်ပွဲနိုင်ထားတဲ့ကျန်းဖွတ်ပါတီကနေသူ့ကိုတမရအထိအဆိုတင်သွင်းမှုတေချာတဲ့အထိအာနာကိုလက်ထံမှာဆက်ကင်ထားပြီးအပိုင်တွက်နေတဲ့သဘောဖြစ်ပါတယ်။အချုပ်အားဖြင့်ဆိုရရင်မင်းအောင်လှိုင်ဟာသူ့လူဖြစ်တဲ့ကျန်းဖွတ်ပါတီကိုတောင်အပြည့်အဝမယုံကြည်ရသေးတဲ့အတွက်ရပ်ပေါင်း60ဆိုတဲ့အချိန်ကိုတုံပြီးပါတီနဲ့စစ်တပ်ကိုစိတ်ကြိုက်ပြင်ဆင်မှုလုပ်နေတာပါ။ဒါပေမဲ့မန္တလေးနန်းတော်တိုက်ခိုက်ထိုင်ရမှုနဲ့သူ့ရဲ့ကျမ်းမာရေးအခြေအနေဟာဒီအစီအစဉ်တွေကိုဖျိုးဖျားထွတ်သွားစေနိုင်ပါတယ်။အခုထုတ်လာတဲ့စာတွေဟာသူအားလုံးကိုထိန်းထားစေပါလို့ပြကျင်တာဖြစ်ပေမဲ့ရုပ်တံမှာလူကိုယ်တိုင်ပေါ်မနိုင်တဲ့အခြေအနေဟာသူ့အတွက်အားနည်းချက်ကြီးဖြစ်နေပါတယ်